လူတွေရဲ့ဇယိုက်တွေချောင်းမို့လို့လောကကြီးတစ်ခုလုံးဟာကတ်ဆိုင်တာပဲဖြစ်တယ်ဒါမို့ကံနဲ့ဆက်ဆက်အရာခသိဟာကံနဲ့ဆက်ဆက်ဘယ်လိုဆက်ဆက်တုံးဆိုမြတ်စွာဘုရားလည်းဒါတွေကိုခေါ်ထားတာပါလူတွေရဲ့လုံရမှန်ကန်တဲ့လမ်းကြောင်းကိုလူတွေသွေးဖီးလာပြီဆိုလို့ရှိရင်လူတွေကိုဒဏ်ခတ်တဲ့အနေနဲ့သဘာဝတရားကြီးကလည်းလူတွေကိုပြန်ပြီးတော့ဒုက္ခပေးလာလို့ကတ်ဆိုတဲ့သဘောတရားဟာကပ္ပဆိုတဲ့စကားလုံးကလာကပ္ပဆိုတာအချိန်ပိုင်းအတိုင်းအတာတစ်ခုအချိန်အတိုင်းအတာတစ်ခုကိုကပ္ပလို့ဒီလိုခေါ်တယ်ဩဃတကရောကျိုးထဲမှာဆိုတဲ့ရှိကြတယ်အပယ်၄ပါးကတ်၃ပါးဆိုကတ်၃ပါးဆိုတာမိုးခေါင်လို့စိုက်လို့ပြိုးလို့မရတဲ့အခါမှာလူတွေရဲ့စမ်းနှံ့ရိတ်ခါဖူလုံမှုမရှိတာဖူလုံမှုမရှိခြင်းကြောင့်လူလောကငတ်မွတ်ခြင်းဆိုတဲ့ဘေးနဲ့ကြုံတွေ့ကြတယ်အဲ့ဒီငတ်မွတ်ခြင်းဆိုတဲ့ဘေးနဲ့ကြုံတွေ့ခဲ့တာဟာဟိုရှေးတုန်းကတည်းပုံမြင်နေတင်ပါတာမဟုတ်ဘူးအလုံးသိကြမှာပဲနှစ်ပေါင်းများစွာမကြာခင်လောက်ကအနှစ်20ဟိုဘက်လောက်ကလေးပေါ့အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့အီသီယိုပီးယားမှာအငါဘေးစိုက်တာဝါလင်အောင်မစားကြရတဲ့ကလေးတငယ်တွေဟာမျက်လုံးကြောင်ကြောင်လေးနဲ့ဓမ္မသနာစဝယ်အနေထားမျိုးရောက်ရှိကြလူတွေသိကြတယ်အဲ့ဒါကိုစာပေမှာဒုဗ္ဗိခန္ဓရာကတ်လို့ခေါ်တယ်အဲ့ဒီဒုဗ္ဗိခန္ဓရာကတ်စိုက်ခြင်းဟာလည်းဘာဝကြောင့်ဖြစ်တယ်လို့တော့ပြောလို့ရတယ်သို့တော့ဒီလိုကြုံတွေ့ရခြင်းဟာလူတွေပြုလုပ်ခြင်းကြောင့်ပဲဖြစ်တယ်လူတွေရဲ့ကံကြမ္မာနဲ့ဆက်ဆက်နေတယ်လောက်ရနဲ့ကြည့်မယ်ဆိုရင်လူတွေဟာတစ်ပင်တွေများစွာခုတ်တယ်လှဲတယ်လောဘတွေချီးပြီးတော့လောက်ကြတယ်ဆိုအဲ့ဒါတွေရဲ့ဓာန်ခတ်မှုကြောင့်မိုးခေါင်ခြင်းဆိုတာဒီလိုလည်းဖြစ်တယ်မြတ်စွာဘုရားထောက်ပြတဲ့အကြောင်းအရာနဲ့ပြောမယ်ဆိုရင်လောကမှာဥစီဥဆောင်ပြုလုပ်နေကြတယ်နိုင်ငံတကာမှာကိုယ်နိုင်ငံနဲ့ကိုယ်အသီးသီးခေါင်းဆောင်နေကြတဲ့ခေါင်းဆောင်ပုဂ္ဂိုလ်တွေဆိုအဲ့ဒီခေါင်းဆောင်ပုဂ္ဂိုလ်တွေကတရားဥပဒေနဲ့အညီမကျင့်သုံးဘဲနဲ့အာရမမတရားမှုတွေနဲ့တွားနေပြီဆိုလို့ရှိရင်သူ့ရဲ့ဝန်ထမ်းတွေကလည်းမတရားမှုတွေနဲ့တွားလာတယ်ခေါင်းဆောင်ကတရားကင်းမဲ့လာတဲ့အခါကျတော့နောက်လိုက်တွေကလည်းတရားကင်းမဲ့လာအဲ့ဒါလို့ဟိုချုပ်တဲ့ပုဂ္ဂိုလ်တွေကတရားကင်းမဲ့လာတဲ့အခါတိုင်းသူပြည်သားတွေကပါလိုက်ပြီးတော့တရားကင်းမဲ့တဲ့အနေအထားမျိုးရောက်လာအဲ့လိုတရားကင်းမဲ့သွားတာဟာဒါသဘာဝကြီးတစ်ခုအနေနဲ့ပြောတာမြတ်စွာဘုရားဥပမာပေးဟောတဲ့နေရာမှာရှင်းတစ်စောင်းနွားလာအဖြောင်းသွားမှနောက်နွားတက်တဲ့အဖြောင်းလိုက်ရှေ့ကသွားတဲ့နောက်လိုက်ကြတာလူလောကကြီးကရှေ့ကလှုပ်တဲ့ကိုကြည့်ပြီးလှုပ်ကြတယ်လှုပ်ကြတဲ့အခါကျတော့လူတွေကတရားပြက်လာအဲ့ဒီတရား